မင်းကလေးတယောက်ဟာအမဲသားခောက်ဆွဲကိုတကယ်ကြိုက်ပြီးနေတိုင်းစားလေးရှိပါတယ်။ဒီနေ့မှာတော့သူမဟာတခြားသူတွေက18တာပေးရပြီးသူမက20ပေးခဲ့ရတာကိုသိလိုက်ရလို့အံ့ဩသွားပါတယ်။သူမဟာဆိုင်ရှင်ကိုချက်ချင်းပဲသွားမေးပြီးဘာလို့ခွဲခြားဆက်ဆံတာလဲလို့မေးမြန်းခဲ့ပါတယ်။ဆိုင်ရှင်ကစကားမရှိဖြစ်သွားပြီးသူမအတွက်ခောက်ဆွဲပမာဏကတခြားသူတွေထက်ပိုများတယ်လို့စိုးရိမ်တကြီးနဲ့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့သူမကတခြားသူတွေရဲ့ခောက်ဆွဲနဲ့သူမရဲ့ခောက်ဆွဲကြားမှာဘာမှမထူးခြားတာကိုတွေ့ရှိခဲ့ပြီးမှဆိုင်ရှင်ကသူမကိုလိန်ညာနေမှန်းသိလိုက်ရပါတယ်။တကယ်တော့လွန်ခဲ့တဲ့တစ်နှစ်ကမင်းကလေးရဲ့ဖခင်ဖြစ်သူဟာဒီဆိုင်ရှင်လင်မယားရဲ့မိသားစုအလွန်ဆင်းရဲတာကြောင့်သူတို့ရဲ့မိသားစုပိုင်ဆိုင်ကိုငှားရမ်းပေးခဲ့ပြီးအိမ်လာကတဝက်ကိုလျှော့ပေးခဲ့တာဖြစ်ပါတယ်။မင်းကလေးကဒီခောက်ဆွဲဆိုင်ရဲ့အရသာကိုသိကျင်တာကြောင့်ဆိုင်ထဲဝင်ပြီးစမ်းစားကြည့်ဖို့ဆုံးဖြတ်ခဲ့တာပါမမျှော်လင့်ပဲဆိုင်ထဲဝင်သွားတာနဲ့ဆိုင်ရှင်ရဲ့အမေဖြစ်သူလေးဖြတ်ပြီးလဲကျသွားတာကိုမြင်လိုက်ရပါတယ်။ဆိုင်ရှင်လင်မယားကဆေးရုံကိုအမြန်ဖုန်းဆက်ပြီးအကူအညီတောင်းပေမဲ့ဆေးရုံကလူနာတင်ကားတွေအကုန်ထွက်သွားပြီဖြစ်ကြောင်းနဲ့လောလောဆယ်ဆေးရုံမှာအပိုအခန်းမရှိကြောင်းပြောခဲ့ပါတယ်။ဆိုင်ရှင်ကပတ်ဝန်းကျင်ကစားသုံးသူတွေကိုအကူအညီတောင်းခဲ့ပေမဲ့စားသုံးသူတွေကဒါကိုမြင်ပြီးတယောက်လှည့်ထွက်သွားကြပါတယ်။ဒီလင်မယားရဲ့တနာစရာကောင်းတဲ့အခြေအနေကိုမြင်ပြီးမိန်းကလေးကသူတို့ကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်သူမရဲ့ကိုယ်ပိုင်အဆက်အသွယ်တွေကိုတုံးပြီးဆေးရုံမှာအထူးလူနာဆောင်တစ်ခုအဆင်ပြေအောင်လုပ်ပေးခဲ့တယ်လို့သူတို့ကိုဆေးရုံကိုပို့ဆောင်ပေးဖို့ကားတစ်စီးလဲစီစဉ်ပေးခဲ့ပါတယ်။သူတို့ကမိန်းကလေးကိုအလွန်ကျေးဇူးတင်ခဲ့ကြပါတယ်။ဒါပေမဲ့ထိုချိန်မှစပြီးဆိုင်ရှင်လင်မယားကမိန်းကလေးဟာချမ်းသာမှန်းသိသွားခဲ့ကြပါတယ်။ဒါကြောင့်မိန်းကလေးခောက်ဆွဲလာစားတိုင်းသူတို့ကသူမကိုနှစ်ပိုတောင်းလေးရှိပါတယ်။ဒါကိုမိန်းကလေးကမသိရှာပဲသူတို့ရဲ့ခောက်ဆွဲဆိုင်ကိုခဏလာစားလေးရှိပါတယ်။သူမဟာကိုယ်တိုင်လာစားရုံတင်မကပဲတငယ်ချင်းတွေနဲ့လုပ်ဖော်ကိုင်ဘက်တွေကိုပါလာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါတင်မကသေးပဲဆိုင်ရှင်ရဲ့ကလေးတွေအတွက်မုန့်တွေနဲ့တစ်တီးတွေကိုမကြာခဏဝယ်လာပေးပြီးအားလက်ချိန်တွေမှာကလေးတွေရဲ့အိမ်စာတွေကိုကူညီလုပ်ပေးခဲ့ပါတယ်။ဒီအချိန်တွေကတစ်နှစ်ပတ်လုံးကြာမြင့်ခဲ့ပါတယ်။ဒီလင်မယားဟာဒီလောက်အထိကျေးဇူးကမ်းတက်လိမ့်မယ်လို့သူမဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူး။ဒါကြောင့်သူမဟာဒီခောက်ဆွဲဆိုင်ကိုနောက်ဘယ်တော့မှမလာတော့ဘူးလို့စိတ်ထဲကနေတိတ်တဆိတ်ကတိပြုလိုက်ပါတယ်။သူမကဆိုင်ရှင်ကိုခောက်ဆွဲထုတ်ပေးဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူမထွက်ခွာခါနီးမှာပဲသူမရဲ့တူတွေကမှုတ်တက်နေတာကိုသတိပြုမိသွားပါတယ်။ဒါကြောင့်သူမကတူအစ်စ်တစုံကိုယူလိုက်ပါတယ်။မမျှော်လင့်ပဲဆိုင်ရှင်ကဒါကိုမြင်တဲ့အခါသူမကိုရက်တန်းဖို့အော်ဟစ်ပြီးအစားအသောက်အတွက်ပတ်စံမပေးဘူးလို့ဆွဆွဲခဲ့ပါတယ်။မိန်းကလေးကဒါကိုကြားတဲ့အခါပတ်စံပေးခဲ့တာကိုသူမကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိတာကြောင့်လစ်လျူရှုခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ရှင်ကတော့လက်မလျှော့ပဲပတ်စံထပ်ပေးဖို့အတင်းကျပ်တောင်းဆိုနေစေဖြစ်ပါတယ်။တခြားစားသုံးသူတွေကလည်းပတ်စံပေးဖို့မေ့သွားတာဖြစ်နိုင်တယ်လို့သူမကိုသတိပေးခဲ့ကြပါတယ်။ဆိုင်ရှင်ကသူမကိုငွေပေးချေမှုမှတ်တမ်းကိုပြဖို့တောင်းဆိုခဲ့ပါတယ်။မိန်းကလေးကလက်ငင်းငွေချေခဲ့တာကြောင့်ငွေပေးချေမှုမှတ်တမ်းမရှိဘူးလို့ပြောပေမဲ့ဆိုင်ရှင်ကတော့သူမကိုဆက်လက်ပြီးအပုတ်ချဆွဆွဲနေခဲ့ပါတယ်။ငွေပေးချေမှုမှတ်တမ်းမရှိရင်ပတ်စံပေးခဲ့တာကိုဘယ်လိုသက်သေပြမလဲလို့မေးခဲ့ပါတယ်။ဆိုင်ရှင်ကမိန်းကလေးဟာအလကားစားဖို့စူးစမ်းနေတာလို့လည်းပြောခဲ့ပါတယ်။ပတ်ဝန်းကျင်ကစားသုံးသူတွေကလည်းမိန်းကလေးကိုပတ်စံအမြန်ပေးဖို့ဖြောင်းဖျခဲ့ကြပါတယ်။ဒါပေမဲ့မိန်းကလေးကပတ်စံပေးခဲ့ပြီးလို့ခိုင်မာပြောပြီးဆိုင်ရှင်ကမယုံကြည်ရင်ဆိုင်ရှင်ရဲ့ခင်ပွန်းကိုမေးကြည့်နိုင်ကြောင်းကောင်တာပေါ်မှာပတ်စံတင်ထားခဲ့ပါတယ်။ပတ်ဝန်းကျင်ကစားသုံးသူတွေကလည်းမိန်းကလေးပြောတာယုတ်တိရှိတယ်လို့ထင်မြင်ကြတာကြောင့်ဆိုင်ရှင်ကိုသူမရဲ့ခင်ပွန်းကိုခေါ်ထုတ်လာဖို့ပြောခဲ့ကြပါတယ်။မိန်းကလေးကဆိုင်ရှင်ခင်ပွန်းကိုသူမပတ်စံပေးတာမြင်လိုက်လားလို့မေးတဲ့အခါ